ကမေတ္တာကြားနေရလေအတန်လေးကိုလည်းရှော့ချလိုက်ရအောင်ကျွန်တော်တရားလေးထိုင်တာ9လကျော်ပြီဆိုတော့ဒီတိုင်း15မိနစ်ထိုင်နေဆိုအဲ့ခံစားမှုကပို့ပြီးတော့ကျွန်တော်ကောင်းဒီကကောင်းတယ်ပြောကျွန်တော်ပြီးပြီးချင်းကောင်းလိုက်တာပေါ့လားကျွန်တော်အရင်ကောင်းတယ်所以看啥子，他们讲的特别深。ကိုယ့်ရဲ့နှလုံးသားလေးကိုခံစားပြီး I am with you အမြင်နဲ့သူရှိနေနောက်တော့အင်းနဲ့တူတူလေးရှိနေဘာလို့ကျွန်တော်အရင်ကြည့်စနေတယ်ဒီမှာကိုယ်တိုင်ပျော်ရွှင်နေငင်းချမ်းနေဘေးကအဲ့ဒီအတီးကိုဘယ်ရလဲစားရပျော်တဲ့လူနာမှနေလုံခြုံနေငင်းချမ်းနေဟုတ်တယ်နော်ဆိုတော့ကိုယ့်ကိုယ်ကိုအဲ့လိုကောင်းဆုံးစောင့်ရှောက်ခြင်းဆိုတာမိကိုယ်ကိုချစ်ချင်းပါ